ကြီးမားတဲ့ဒိုက်ကောင်ကလေးဟာကြောကိုကာကွယ်ပေးတဲ့စောင့်ရှောက်သူကြီးပေါ့ဖယ်ရီလေးတွေကတော့သူ့ကိုကြောဖြတ်သမားတစ်ကောင်လို့ထင်နေကြတယ်တနေ့မှမိုးကြိုးကြီးတစ်ခုပစ်လိုက်ချိန်မှာဒိုက်ကောင်ရဲ့ခန္ဓာကြီးတွေကတောင်ပန်လေးတွေပွင့်ထွက်လာပြီးမိုးကြိုးပြောက်ဖို့ကြောက်တုံးတာဝါပေါ်တက်သွားတယ်ဖယ်ရီလေးတွေကကြောက်ပြီးဒိုက်ကောင်တက်သွားတာကိုကြည့်နေကြတယ်အဲလစ်ကလည်းမြင်လိုက်တယ်ကြောက်တုံးတာဝါတွေကိုတညလုံးမနားမနေတီးဆောင်နေတယ်ဆိုတာမိုးကြိုးကြမလာအောင်ကြောက်တုံးတာဝါတွေကိုဒိုက်ကောင်တစ်ကောင်လေးကာကွယ်ပြီးနေတာအဲလစ်နားလဲသွားတယ်ဒိုက်ကောင်ကအလွန်ပင်ပန်းပြီးမြေကြီးကိုပြန်ဆင်းလာတော့မြေကြီးကိုခြေထောက်နဲ့ခါနေတယ်အဲလစ်ကသဘောပေါက်သွားပြီးသူ့ရွှေမှုန်လေးတွေဖြူးပြန်ကဒိုက်ကောင်ကိုတိုင်စီခေါ်သွားပေးလိုက်တယ်မိုးကြိုးတွေကဒိုက်ကောင်ရဲ့ခေါင်းတိုင်ကြားကိုဆွဲသွားပြီးကောင်းကင်ကလည်းပြန်ပြီးတန့်သွားတယ်ဒုတိယအကြိမ်တတိယအကြိမ်သူတို့ဆက်သွားနေကြတယ်နောက်ဆုံးတိုင်ကိုတစ်ခါတည်းထိုးပေါက်လိုက်တယ်ကြောက်အမုံလေးကဒိုက်ကောင်ကိုတိုက်သွားပြီးဒိုက်ကောင်ကျသွားတယ်ဖယ်ရီခေါင်းဆောင်ကလည်းတိုင်ကိုဖြတ်ပြီးတောဖြတ်သမားတစ်ကောင်လုထင်းနေကြတယ်အစင်းရောင်ကောင်းကင်ကမိုးကြိုးကခေါင်းဆောင်ကိုပစ်ချမဲ့အချိန်ဒိုက်ကောင်ကဖယ်ရီခေါင်းဆောင်ကိုကာကွယ်ပေးလိုက်တယ်အဲ့ဒီချိန်မှသာသူမတွေကိုကဲတယ်ဆိုတာသိသွားတယ်တိုင်တွေပြတ်သွားပြီမဲ့ဒိုက်ကောင်ကကြောက်တွေကိုပြန်စုနေတယ်အဲလစ်ကမိုးကြိုးတွေကိုကြည့်ပြီးအကြံတစ်ခုပေါ့လာတယ်ငါနဲ့လိုက်ခဲ့လို့ပြောလိုက်တယ်ဒိုက်ကောင်လည်းညင်ညောင်ထဲကောင်းကင်ကိုတက်သွားတယ်ဒိုက်ကောင်ကမိုးကြိုးတစ်ခုပြီးတစ်ခုစုပ်ယူနေတယ်ကောင်းကင်အလဲကိုရောက်သွားချိန်မိုးကြိုးကြီးကကောင်းကင်ကြီးကနေကွဲထွက်လာတယ်ဒိုက်ကောင်ကသူ့အမိနဲ့အဲလစ်ကိုဖယ်ထုတ်ပြီးမိုးကြိုးကြီးကိုသူ့တယောက်ထဲခံလိုက်တယ်နောက်ဆုံးအကုန်သုံးပြီးမိုးကြိုးကိုပြန်ထုတ်ပစ်လိုက်ချိန်မှာအဖြူရောက်အလင်းကြီးတစ်ခုပေါက်ထွက်သွားတယ်ကြောလည်းတိတ်လေးကလည်းတိတ်သွားတယ်သူဘလို့ခင်မလဲဖယ်ရီလေးတွေအကုန်စိုးရိမ်နေခြင်းကောင်းကင်ကတခုခုကျလာတယ်ဖယ်ရီလေးတွေကအလေးမြန်ကပ်ဖို့ပေးလာကြတယ်အဲလစ်နဲ့ဒိုက်ကောင်နှလုံးအလွန်ထိခိုက်လာတယ်ဒိုက်ကောင်ရဲ့ခေါင်းတိုင်တွေကျုံပြီးတောင်ပန်တွေကမီးကျွမ်းသလိုပွက်နေခဲ့တယ်ဒိုက်ကောင်မျက်လုံးပြန်ဖွင့်လာခြင်းအဲလစ်ကလုံးဝနှလုံးမခုန်တော့ဖယ်ရီလေးတွေအကုန်စိုးရိမ်နေကြတယ်ဒိုက်ကောင်ကနောက်ဆုံးအကုန်သုံးပြီးအဲလစ်ဘေးကိုအမြန်ပြေးလာတော့သူမမှာအသက်မရှိတော့ဘူးနောက်ဆုံးကျန်တဲ့လျှက်စစ်စီစဉ်တစ်ပိုက်နဲ့သူ့အမွေဖားလေးတွေကအဲလစ်ကိုတို့လိုက်တယ်အံ့ဩစရာနှလုံးပြန်ခုန်သွားတယ်ဖယ်ရီတွေအကုန်ဝမ်းသာစွာအော်ဟစ်လိုက်ကြတယ်ဒိုက်ကောင်ကလေးကတော့မိုက်ကြော်တစ်တော်ကိုနတ်သက်တဝါတစ်ကောင်လိုအပြေအဝကာကွယ်ပြီးသူ့ရဲ့အလုပ်ပြီးမြောက်သွားတယ်